အားကြီးလို့လည်းအနိုင်ကျင့်မဲ့မကြံနဲ့တခါတခါအားကြီးတဲ့ဆင်ပြောင်ကြီးပင်ဖြစ်လင်ကစားဒီလုံးငှက်ကိုရှုံးရတာတွေရှိဘူးတဲ့ဘုရားကဒီလိုပြောမြေပြင်မှာတစ်ပင်သေးသေးလေးပေါ်မှာအတိုက်လှုပ်ထားတော့မိတ်တဲ့ဆင်တွေကလာတော့အဲ့ဒီဆင်တွေထဲမှာဆင်အုပ်ကြီးထဲမှာဘုရားလောင်းဆင်မင်းလဲပါငှက်ကလေးကပြတဲ့ဆင်အုပ်ကြီးရဲ့ထိတ်ကနေအော်ကြီးကြီးနဲ့အော်လိုက်တာဘုရားလောင်းဆင်မင်းကဒီငှက်ထူးတယ်ဘာဖြစ်တယ်လဲမသိဘူးသွားလိုက်တော့ဘာဖြစ်လို့အော်နေတယ်လဲကျွန်တော်ရဲ့အတိုက်ကလေးရှိလို့ပါဒီဆင်အုပ်ကြီးဒီနာကပြရင်ကျွန်တော်အတိုက်ကလေးနင်းရင်ကလေးလေးတွေသေတော့မှာမို့ပါမပူနဲ့ငါကာကွယ်ပေးမယ်ဆိုဘုရားလောင်းဆင်မင်းကအဲ့ဒီငှက်သက်ရဲ့ရှေ့မှာတဲ့တယ်လေးရပ်ပေးထားလိုက်ကျန်တဲ့ဆင်တွေအကုန်လုံးရှေ့လွန်သွားပြီဆိုတော့မှပြီးတယ်ဘုရားလောင်းဆင်မင်းကနောက်ဆုံးကနေကဲငါတို့ဆင်အုပ်ကတော့မနှင်းဘူးကွာမင်းဒါဆိုချမ်းသာပြီမို့လားချမ်းသာပါပြီဘုရားလောင်းဆင်မင်းကပြောတယ်ဒါပေမဲ့နောက်မဲ့တကောင်ပါတယ်အဲ့ဒီကောင်ကငါပြောလဲနားမထောင်ဘူးတို့ဆင်အုပ်ထဲမှာတော့သူကတော့ဆုံပြူပဲပေါ့ဟုတ်လားကျန်တဲ့ဆင်ပေါင်း8000ကငါပြောတဲ့ကနားထောင်တယ်အဲ့ဒီဆင်တကောင်ကငါပြောတဲ့ကနားမထောင်ငါပြောလေရမှာဘူးညှိအစွမ်းညှိပါမင်းအဲ့ဒါပြောရင်တော့အတိပေးပြောဖို့ဆိုပြီးတော့မှားထားခဲ့လာလိုက်တာအဲ့ဒီဆင်ကတကောင်နဲ့ကျမအတိုက်ကလေးရှိလို့ပါတဲ့ဒီနားလေးကမသွားပါနဲ့သီးခံပြီးတော့လမ်းလေးဖယ်ရှားပြီးလမ်းလေးပြောင်းပေးပါငါလမ်းငါလျှောက်ညှိကလေးညှိပါမင်းဖယ်ပေါ့ဖယ်ရအောင်သူတို့မှလည်းအတောင်မရှိဘူးကျမလည်းပဲသဲနိုင်တဲ့ဆွမ်းအားမရှိလို့ပါအဲ့ဒါတော့ညီတို့ကိုယ်ကံနဲ့ကိုလာတာအားသေးတဲ့လူနဲ့ငါကအားကြီးပြီးသားဘာကြောက်စရာလို့တော့ကောင်းမှုများများပြုဖို့နောင်ဘဝကြီးကျင်နေဆိုငါလမ်းတော့ငါမဖယ်နိုင်ဘူးပဲဟိုလိုတောင်းမှန်လည်းမရဘူးဒီလိုတောင်းမှန်လည်းမရဘူးနောက်ဆုံးပြိတဲ့ဘာလုပ်ပေးတယ်တော့ငှက်ကလေးတွေနင်းသက်ပြေးတာမနှင်းမှနဲ့အော်နေတဲ့ကြားတဲ့ကကိုဘာလုပ်လိုက်တယ်နင်းသက်ပြေးတယ်ရှင်ကျမမနှင်းမှနဲ့လို့တန်တားနေပါလေကနေဘာဖြစ်လို့ကျမရဲ့ကလေးလေးနင်းသက်ရတာလဲနင်းတော့ဘာဖြစ်တော့နင်းတို့လိုငှက်စုပ်များငါဂယုစိုက်စရာလိုလားငါမှဆင်ပြောင်ကြီးညိမာကဒီမဲ့နှာမောင်းနဲ့တစ်ချက်ရိုက်စရာမရှိဘူးငါကိုလာပြီးတော့မခံလေးသားနဲ့လာပြီးနားပူအောင်မလုပ်နဲ့ငါရိုက်လိုက်ညိပါသေးသွားမယ်အားကြီးတာကိုအားပြုပြီးတော့ပြေးတယ်အဲ့ဒီမှာဘာလို့တော့နိုင်ကျင့်အနိုင်ကျင့်တဲ့ခါကျတော့သိပါပြီရှင်เจ้าကျမသိရှင်နဲ့ကျမနဲ့တွေးကြသေးတာပေါ့အဲ့ဒီမှာနှာပြီးသုတ်ကအဲ့ဒီစင်ကြီးကိုစိန်ခေါ်တာဗျာဟုတ်လားလက်မသာသာရှိတဲ့ငှက်ကလေးကဆင်မြောင်ကြီးကိုဆင်ခေါ်တာကောင်းပြီတဲ့ကျင်နာတရားမရှိတဲ့ရှင်းလို့လူနဲ့ကျမရင်ဆိုင်မယ်ဆိုပြီးတော့အဲ့ဒီနှာပြီးသုတ်ကတခါတည်းကြီးကန်းနဲ့သွားမိတ်ဖွဲ့ကြီးကန်းကြီးရဲ့တဲ့ကျမကူညီပါဘာကူညီရကျမချစ်တဲ့ကလေးလေးတွေကိုကျမလေးဆင်ကြီးမနှင်းပါနဲ့လို့အတန်တန်ငိုယိုပြီးမျက်ရည်သားနဲ့တောင်းပန်တာမရဘူးတဲ့သိရတဲ့မဲ့တခြားကိုနင်းဆက်သွားတယ်ညီပါတတ်နိုင်သေးလေဆိုပြီးတော့ကျမမြတ်သူကလေစိတ်ခေါ်သွားသေးတယ်ကျမတို့အားငယ်တယ်ဆိုဒီလိုလှုပ်သွားတဲ့တို့တာကြောင့်ကြီးမင်းကိုလာပြီးအကူညီတောင်းတာပါငါဘာကူညီရအဲ့ဒီဆင်ကြီးရဲ့မျက်လုံးကိုနှုတ်သီးနဲ့စိတ်ဖောက်ဖို့ပြောတာအဲ့ဒီကဏ္ဍမပူနဲ့သူအမိနဲ့ငါလှမ်းရိုက်လဲငါမပြန်ဘူးရလွတ်တယ်ပေါ့နေရွက်နဲ့လဲငါလွတ်တယ်အဲ့ဒီမျက်လုံးဖောက်ဖို့ငါတာဝန်ထားလိုက်ဆိုကြီးကန်းကအဲ့ဒီမှာတာဝန်ယူတာကြီးကန်းကတာဝန်ယူလိုက်တော့အဲ့ဒီဘီလုံးငှက်ကလေးငှက်ကလေးဘယ်သွားသေးတယ်လဲမေးလိုက်တော့နောက်တစ်ခါရင်ကောင်းနေစီသွားရင်ကောင်းနေနဲ့မိတ်ဖွဲကြီးကစိတ်လိုက်လို့မျက်လုံးကြီးပေါက်သွားရင်အဲ့ဒီပေါက်သွားတဲ့မျက်လုံးတွေကိုရင်တွေကအုံနဲ့ပြီးတခါတည်းလောက်တည်ကြအောင်ဥကြီးများများချပေးစမ်းပါကောင်းပြီငါတို့တာဝန်ငါတို့ယူမယ်ထားလိုက်နောက်တကဖားနယ်လဲသွားပေါင်းဖားရဲ့အဲ့ဒီဆင်ကြီးမျက်လုံးကန်းသွားပြီဆိုဘာမမြင်ညာမမြင်ဖြစ်သွားရင်တောင်ထိတ်တက်ပြီးကွက်နဲ့អော်ပေးပါငါဘာလို့อ่ะအဲ့လိုអော်လိုက်ချင်းဖြင့်ဘာဖြစ်မှာတော့မေးတော့ရေရှိတဲ့ဆင်ပြီးတောင်ပေါ်တက်ရေမတွေ့ဘဲနဲ့တောင်ပေါ်ကလိမ့်ကြပြီးမြန်သေးအောင်လို့ပေါ့ကောင်းပြီဆိုပြီးပြိဿအဲ့ဒီမှာငှက်သေးသေးလေးသွားထင်သေးတဲ့ဆင်ပြောင်ကြီးဟာအဲ့ဒီငှက်သေးသေးလေးရဲ့အကြံနဲ့အမတန်ခန္ဓာကိုယ်ကြီးတဲ့ဆင်ပြောင်ကြီးပြည့်စည်ရဘူးတယ်ဆိုပြီးမြတ်စွာဘုရားအဲ့ဒီမှာလည်းတခါဒီဇတ်တော်ဟောတာဟုတ်မလား
လက်တုကိကဇတ်လို့ဒီလိုခေါ်တယ်